ကျွန်တော်အခုလှဖောင်း area မှာရှိတဲ့ Cozy project လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီ project လေးရဆိုရင်မြန်မာငွေ3,200ကျော်နေစတင်ဝယ်ရမှာဖြစ်ပြီးတော့မှအခမ်းအနားကိုလည်း fully furnished ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒီ project လေးရဲ့အခန်းထားလေးကိုကျွန်တော်တစ်ချက်လောက်သွားပြီးလေ့လာကြည့်အောင်ကျွန်တော်အခုပြမှန်ခန်းလေးရဆိုရင်23 square meter အဆွေခန်းပဲဖြစ်ပါတယ်အခန်းထဲကိုဝင်လိုက်တာနဲ့ living area နဲ့ kitchen နဲ့ကတစ်ဆက်တည်းဖြစ်မယ်မှန် slide တော့လောက်ထားပေးပါတယ်ဒီနားလေးမှာက baron ခန်းရယ် balcony ရှိပါမယ်ဒီဘက်ချမ်းမှာဆိုရင်တော့ walk-in closet ရယ်ရေရှုခန်းအင်တာရှိပါမယ်နောက်ထပ်ပြမယ်ခန်းလေးကဆိုရင်26 square meter 1 bedroom ခန်းပဲဖြစ်ပါတယ်အခန်းထဲကိုဝင်လိုက်တာနဲ့ living area နဲ့ dining area ကတစ်ဆက်တည်းဖြစ်မယ်ဆက်တောင်းလိုက်မယ်ဆိုတော့ bedroom ခန်းရှိမယ် bedroom ခန်းနဲ့ living area နဲ့ကို slide တော့လုပ်ထားပေးပါတယ်ဒီဘက်ချမ်းမှာဆိုတော့ရေရှုခန်းအင်တာတွဲပါတယ် kitchen ရှိပါမယ်သူ့ရဲ့ကဲမှာပဲ balcony ရှိပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်